ဒီနေ့ကတော့သူများသားလေးကြိုက်တဲ့ငါလျှောက်ခရမ်းသီးချက်လေးချက်မှာဖြစ်ပါတယ်ငါလျှောက်ရဲ့ခရမ်းသီးတွေကိုတင်ထားလိုက်ပါမယ်ပြီးလို့ရှိရင်ကျက်သွန်တွေကိုလည်းအတန်းတင်ထားလိုက်ပါမယ်တောင်ပစ္စည်းလေးတွေကိုထည့်ပါမယ်ငါလျှောက်ခရမ်းသီးကိုစီမတက်တော့ပဲနဲ့လုံးပြီးတော့ပဲရှက်လိုက်တော့မယ်ပေါ့နော်တောင်ပစ္စည်းလေးတွေကိုထည့်လိုက်ပါမယ်ကျက်သွန်နီးထည့်ပါမယ်ပြီးလို့ရှိရင်တော့စားဟင်းရှုံမုံငပီးထည့်ပါမယ်ဒီဟင်းလေးကတော့တမျိုးတည်းနဲ့ပေါ့နော်အများကြီးမလို့တော့ချက်ဖို့အချိန်မပေးနိုင်တဲ့လူတွေတက်ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေတဲ့ဟင်းရလေးဖြစ်ပါတယ်အိမ်မှာလို့တကူရှက်စားကြည့်ရပါပြီးလို့ရှိရင်စနေမုံထည့်မယ်ငရုတ်သီးမုံထည့်ပါမယ်အယောင်တေမုံအနည်းငယ်ထည့်ပါမယ်ဒါဆိုလို့ရှိရင်တော့ရပါပြီပြီးလို့ရှိရင်ရေတဝက်လောက်ထည့်ပါမယ်အများကြီးလည်းမလို့ပေါ့နော်ပြီးလို့ရှိရင်အပေါ်ကစီနည်းနည်းလေးထည့်လိုက်ပါမယ်စီကတော့ဝိတ်ချော့နေတဲ့သူတွေဆိုလို့ရှိရင်စီမထည့်လည်းအဆင်ပြေပါရှင်အဲ့ဒါဆိုလို့ရှိရင်တော့အနက်မွေးကြိုင်ပြီးတော့ရတာရှိလာတဲ့ငါလျှောက်ခရမ်းသီးချက်လေးရပါပြီပုံမွေးသွားအောင်လို့အပေါ်ကနည်းနည်းလေးအုပ်ပေးလိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့ရတာရှိလာတဲ့ငါလျှောက်ခရမ်းသီးချက်လေးရပါပြီရှင်သူများသားအကြိုက်ပေါ်ရှင်